အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ PowerPoint presentation မှာကျွန်တော်တို့ Excel ကိုဘယ်လိုမျိုးအလွယ်တကူထည့်သွင်းကြမလဲဆိုတာကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တစ်ခါတလေမှာ presentation လုပ်တဲ့အခါကျရင်ကျွန်တော်တို့စာရင်းဇယားတွေထည့်သွင်းတင်ပြစရာတွေရှိကောင်းရှိလာနိုင်ပါတယ်အဲ့လိုမျိုးချိန်နေကြရင်ကျွန်တော်တို့ဒီ PowerPoint presentation ထဲမှာကျွန်တော်တို့ဇယားကွက်ဆွဲပြီးလုပ်ပြမယ်ဆိုရင်ကျွန်တော်တို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်အများကုန်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အချိန်ကုန်တာတက်တာအောင်ကျွန်တော်တို့လုပ်ပြီးသား Excel ဇယားတစ်ခုကိုကျွန်တော်တို့ဘယ်လိုမျိုးအလွယ်တကူ PowerPoint presentation မှာထည့်သွင်းရမလဲဆိုတာကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံး PowerPoint presentation ကိုဖွင့်ပြပါကျွန်တော်တို့ဖွင့်ပြီးပြီးရင်ကျွန်တော်တို့ slide ကိုရွေးပြပါ blank ကိုရွေးပြပါကျွန်တော်ဟာတော့ဒီမှာရွေးပြပါပြီကျွန်တော်တို့ဒီမှာ slide တစ်ခုပဲရွေးပြပါမယ်မိတ်ဆွေတို့လုပ်ငန်းနဲ့သက်ဆိုင်ရာလိုရင်လိုတလို့အများကြီးယူပေးလို့ရပါတယ်ကျွန်တော်တို့ဥပမာအနေနဲ့ဒီမှာတစ်ခုပဲယူပြပါမယ်ဟုတ်ပြီကျွန်တော်တို့ပထမအဆုံး insert tab ထဲကိုသွားပါပြီးရင်ကျွန်တော်တို့ဒီနားမှာ object ရှိပါတယ် object ကိုတစ်ချက်နေပြပါပြီးရင်ကျွန်တော်တို့ဒီမှာ Microsoft Excel worksheet ကိုရွေးပြရမှာဖြစ်ပါတယ်သူတစ်ချက်ရွေးပြပါတကယ်လို့ကျွန်တော်တို့ Photoshop တို့တခြားဟာတွေသုံးချင်တဲ့ကျွန်တော်တို့ Microsoft Word တို့လည်းကျွန်တော်တို့ဒီကနေယူပေးလို့ရပါတယ်ကျွန်တော်တို့ဒီမှာ Microsoft Excel worksheet ကိုရွေးပေးမယ်ပြီးရင်ကျွန်တော်တို့ OK တစ်ချက်နေပေးလိုက်ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနားမှာ Excel ပုံစံကြာရောက်ပါပြီဟုတ်ပြီကျွန်တော်တို့ဒီနားမှာ Excel ကိုကျွန်တော်တို့ဒီနားမှာဆွဲပြီးတော့တစ်ခုချင်းစီလုပ်ရင်လည်းရပါတယ်ကျွန်တော်တို့မလုပ်ပြတော့ပါဘူးကျွန်တော်လုပ်ပြီးသားရှိပါတယ်ကျွန်တော် Excel ထဲကိုတစ်ခေါက်ဝင်ပြပါမယ်ကျွန်တော်ဒီမှာ standby ရှိပါတယ်ကျွန်တော်လုပ်ပြီးသားဟုတ်ပြီကျွန်တော်ဒါကိုအရင်ဆုံး select မယ်ကျွန်တော် copy ပဲပို့ပြတော့ပါမယ်စာမရိုက်ပြတော့ပါဘူးအကုန်လုံး select မယ်ပြီးရင်ကျွန်တော်တို့ control C ပြီးရင်ကျွန်တော်တို့ PowerPoint ထဲကိုပြန်ဝင်ပေးပါပြီးရင်ကျွန်တော်တို့အပေါ်ဆုံးမှာ click တစ်ချက်ချမယ်ပြီးရင်ကျွန်တော်တို့ control D ကိုတစ်ချက်နေပေးပါဒါဆိုရင်ကျွန်တော်တို့ဒီမှာကြာလာပါပြီဟုတ်ပြီကျွန်တော်တို့ကဒီကဘေးကအားတွေမလို့ချင်ဘူးဒီအလေကဟာပဲလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ခြုံမယ်ခြုံဖို့ကျွန်တော်တို့သူ့ပေါ်မှာ click တစ်ချက်နေလိုက်ပါပြီးရင်ကျွန်တော်တို့ဒီနားမှာအဆက်လေးရှိပါတယ်ဒီမှာလည်းအဆက်ရှိတယ်ဒီမှာလည်းအဆက်တစ်ခုရှိတယ်ဒီမှာလည်းတစ်ခုရှိတယ်ကျွန်တော်တို့ခြုံပါမယ်ဟုတ်ပြီသူ့ပေါ်များထောက်ရင်ကျွန်တော်တို့ဒီလိုမျိုးကြာလာပါတယ်မြန်နှချောင်းထိုးလာပါတယ်လက်ချိန်ကျန်ကျွန်တော်တို့ mouse ကနေ left click ဖြည့်ပြီးတော့ဒီလိုမျိုးဆွဲပေးပါပြီးရင်ကျွန်တော်တို့အောက်ကဟာလည်းကျွန်တော်တို့လုပ်ပေးပါမယ်အောက်ကဟာတွေလည်းကျွန်တော်တို့မလိုချင်ဘူးကျွန်တော်တို့လိုချင်တဲ့လောက်ပဲယူပါမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီအကွက်ပဲရှိပါတော့တယ်ကျွန်တော်တို့ဒီအပေါ်မှာ click တစ်ချက်နေပေးပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီပုံစံတိုင်းကြာရောက်လာပါပြီကျွန်တော်တို့ဒါကိုတော်သေးတဲ့ချက်ချင်းကျွန်တော်တို့ဒီနားမှာဆက်လေးတွေရှိပါတယ်အဝိုင်းလေးတွေသူ့ပေါ်မှာများထောက်လိုက်ပါများထောက်လိုက်ရင်ကျွန်တော်တို့ဒီလိုမျိုးဆွဲလို့ရပါတယ်တကယ်လို့ကျွန်တော်တို့ဒီတောင်းကနေမှချက်ချင်းဘူးဒီကနေတစ်ခုချင်းစီချက်မယ်ဆိုလည်းရပါတယ်ကိုစင်ပြီးတယ်လို့ချက်လို့ရပါတယ်ဟုတ်ပြီဒါတော့ကျွန်တော်သပတ်တာအစီအစဉ်တစ်ခုကိုဥပမာနည်းနဲ့ထည့်သွင်းပြတာပါတကယ်လို့ကျွန်တော်တို့ငွေရေးကြီးစရင်တွေကိုထည့်သွင်းချင်လဲရတယ်လို့ကျွန်တော်တို့ပေါချပုံစံမျိုးတွေကုန်ပစ္စည်းအယောင်စရင်တွေငွေထွက်ငွေစရင်တွေလည်းကျွန်တော်တို့ Microsoft Word Excel မှာကျွန်တော်တို့လုပ်ပြီးတော့ဒီလိုမျိုး copy ပွားပြီးတော့အလွယ်တကူဒီလို PowerPoint presentation ထဲကိုဆွဲထည့်လို့ရပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်ပါတော့မယ်
နားမလည်တာရှိရင်အောက်က comment မှာမေးလို့ရပါတယ်ခုလိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်